ရှေးဥစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အခုလိုကျွန်တော်တို့မြစ်ကြီးနားဇုံနယ်ဓမ္မကျမ်းစာကျောင်းရဲ့ကျောင်းဆင်ပွဲမှာပါဝင်တက်ရတော့အခွင့်နဲ့အတူဒီမှာကျောင်းဆင်ကြမဲ့ကျောင်းသူကျောင်းသားများကိုဂုဏ်ပြုရတဲ့အခွင့်အထူးသဖြင့်ကျွန်တော်တို့ကျောင်းရဲ့ကျောင်းအကြီးနဲ့အတူမြစ်ကြီးနားမြို့မှာအင်မတန်မှလေးစားရတဲ့ဂုဏ်ကြီးရှိပုဂ္ဂိုလ်ကြီးများနဲ့တွေ့ဆုံရတဲ့အတွက်ကြောင့်လည်းပဲဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့အဲ့တော့ကျွန်တော်ရဲ့နာမည်ကိုတော့မိတ်ဆက်သွားပြီပေါ့လေနာမည်ကတော့ကချင်လိုလိုပေါ့ရုပ်ရည်ကတော့ပိုင်တကုံလိုလိုဒေါင်းလိုလိုပေါ့လူမျိုးကတော့ချင်းလူမျိုးဖြစ်ပါတယ်လို့ကျွန်တော်အရှုချင်းဖြစ်ပါတယ်ကျွန်တော်ခေါင်းကြည့်ပြီးတော့မှအသက်ကြီးမယ်ထင်မှာဆိုလို့ကျွန်တော်အသက်48နှစ်ပါလို့ကျွန်တော်ဒီ ATM ရဲ့ES ပေါ့ Executive Secretary အနေနဲ့ဒီနှစ်ဆိုလို့ရှိရင် one term 3နှစ်ပြည့်ပါပြီ2023မှာစပြီးတော့မှပါဝင်ပြီးတော့မှမြန်မာပြည်မှာရှိတဲ့ဂိုင်းကနာဘောင်းဆောင်ရဲ့ Artificial ATM ဒီကျောင်းများကိုဥဆောင်ပြီးတော့မှကျောင်းတွေရဲ့အဆင့်မြင့်တင်ရေးနဲ့ကျောင်းမှာရှိတဲ့ဆရာဆရာမများရဲ့faculty promotion ဆရာဆရာမများရဲ့နိုင်ငံတကာတွားရောက်ပြီးတော့သူတို့ရဲ့ဘွဲ့ဒီဂရီများစီးပူးဖို့အဆင့်မြင့်တင်ဖို့အတွက်ကိစ္စတွေကိုဥဆောင်ပြီးတော့မှလုပ်နေပါတယ်အဲ့ဒီထဲမှာဒီမြစ်ကြီးနားဇုံနယ်ကျန်းစာကျောင်းကလည်းပဲဟိုဒုတိယဥဆောင်ခဲ့တဲ့ဆရာကြီးဒေါက်တာလက်သန်ထရေးအချိန်ကလေးကobserver အနေနဲ့လေ့လာပြီးတော့မှပါဝင်နေတဲ့ကျောင်းဖြစ်တယ်လို့ကျွန်တော်အလှည့်ကြကမှဆိုက်မြက်မြိုက်ပေါ့လေဒီဘာလို့ဘာကံရမှန်းမသိတဲ့ခစ်ကြီးထဲမှာကြိုးစားအားထုတ်ပြီးတော့တခုခုတော့လုံးမဖြစ်မယ်ဆိုပြီးတော့မှကျောင်းတွေတော်တော်များများကဆက်သွယ်လာပါတယ်အဲ့ဒီထဲမှာဒုတိယအသုတ်အနေနဲ့ဆက်သွယ်လာတဲ့ကျောင်း၅ကျောင်းထဲမှာဒီမြစ်ကြီးနားစုံတဲ့ကျောင်းကပထမအဆုံးကျောင်းဖြစ်တယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ရဲ့ ATM ကျောင်းမှာ ATM အဖွဲ့အစည်းမှာကျောင်းပေါင်းလောလောဆယ်ဆိုလို့ရှိရင်30နဲ့8ကျောင်းပေါ့လေ38ကျောင်းအတိအကျပြောမှဆို38ကျောင်းဝင်ထားပါတယ်အဲ့တော့ဒီကျောင်းနေမဝင်ခင်မှာ ATM က1986မှာစပြီးတော့မှကျောင်း8ကျောင်းနဲ့စတည်ခဲ့တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကျောင်းများသည် MCC ပေါ့မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီအောက်ကဂိုင်းကနာဘောင်းဆောင်အတိမတ်ပြုတဲ့ကျောင်းနေဖြစ်ပါတယ်အဲ့တော့အများဆုံးကတော့ဥဆောင်နေတာကနှစ်ချင်းကျမ်းစာကျောင်းတွေဖြစ်တယ်နှစ်ချင်းကျမ်းစာကျောင်းတွေဖြစ်တဲ့အားလျော်စွာဥဆောင်သူအများစုလည်းပဲနှစ်ချင်းမှခေါင်းဆောင်များပဲဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းပဲဒီနှစ်မှာနှစ်ချင်းအနေနဲ့ဥဆောင်လျက်ရှိတယ်ပေါ့အဲ့ဒီထဲမှာဘာလို့ theological education ကအရေးကြီးရတာလဲဆိုတာကိုနည်းနည်းလေးဖော်ပြလိုပါတယ်အဲ့တော့ကျွန်တော်တို့ကဘာပေါ်မှာနာမည်ကြီးတက္ကသိုလ်ကြီးများပေါ့ကျွန်တော်ဒီမနေ့တစ်ချက်လောက်ကြည့်မယ်ဆိုပြီးတော့ကြည့်လိုက်တော့ကတက္ကသိုလ်ကြီး73ခုလောက်ချပေးတယ်ပေါ့လေ website မှာကြည့်လိုက်တော့ကျွန်တော်ကဘယ်လိုခောက်လိုက်လဲဆိုရင်နာမည်ကြီးတက္ကသိုလ်ကြီးများကျမ်းစာကျောင်းနဲ့စခဲ့တဲ့တက္ကသိုလ်ကြီးများဆိုကြည့်လိုက်တော့ကဘယ်ကနေစလို့ University of Oxford Oxford ကျမ်းစာကျောင်းကြီးOxford တက္ကသိုလ်ကြီးကဒီလောက်နာမည်ကြီးတာဘာနဲ့စခဲ့လဲဆိုတော့ကျမ်းစာကျောင်းအနေနဲ့စခဲ့တယ် University of Cambridge လည်းကျမ်းစာကျောင်းနဲ့ပဲစခဲ့တာ University of Paris ပြင်သစ်ကတက္ကသိုလ်ကြီးကျမ်းစာကျောင်းနဲ့ပဲစခဲ့တယ် University of St Andrew ကျမ်းစာကျောင်းပဲ University of Glasgow ကျမ်းစာကျောင်းနဲ့ပဲစခဲ့တယ် Cambridge Harvard University Yale အကုန်လုံး University အကုန်လုံး73ခုလောက်ကြာကဘာပေါ်ကတက္ကသိုလ်အကြီးကြီးအကုန်လုံးဒီကျမ်းစာကျောင်းနဲ့စခဲ့တဲ့တက္ကသိုလ်ကြီးပဲအဲ့တော့ကျွန်တော်တို့ရဲ့ကျမ်းစာကျောင်းတွေ theological education လို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ဓမ္မအတွေ့အခေါ်ပညာတွေကိုသင်ကြားပို့ချပေးနေသောကျောင်းများသည်တက္ကပါလုံးကိုအကျိုးပြုနေသောကျောင်းများတက္ကသိုလ်ကြီးများရဲ့အစပြုရာအခြေခံ foundation ဖြစ်တယ်အဲ့တော့ဘာကြောင့်တက္ကသိုလ်ကြီးတွေအဆင့်ထိကိုရအောင်ဒီကျမ်းစာကျောင်းတွေက
တွန်းပို့ပေးတယ်လေ၃ချက်ပဲကျွန်တော်အနေနဲ့ဖော်ပြခြင်းတယ်ပထမအချက်ကကျမ်းစာကျောင်းတွေကဘာလုပ်ပေးလဲ strengthens moral and ethical formation ကျွန်တော်တို့ရဲ့သီလပိုင်းဆိုင်ရာကျင့်ဝတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုပို့ပြီးတော့မှအားကြီးမှုတွေကိုပြင်ဆင်ပေးတယ်တဦးချင်းဒီမကဘူး community အတွက်အတိုင်းဝိုင်းအတွက်ကိုပါဦးစားပေးပြီးတော့မှလှုပ်ဆောင်ပေးတယ်ဒုတိယအချက် equips leaders and ministers ကျမ်းစာကျောင်းလို့ပြောလိုက်တာနဲ့ကျွန်တော်တို့ရဲ့မြန်မာပြည်ကနှစ်ချင်းတွေအတိုင်းဝိုင်းထဲမှာအများအားစဉ်းစားနေတာကကျမ်းစာကျောင်းတက်တာနဲ့အမှုတော်ဆောင်ပဲလို့ကျွန်တော်တို့ကအများအားစဉ်းစားတာအဲ့ဒါမဟုတ်ဘူးကျမ်းစာကျောင်းဒီအမှုတော်ဆောင်ခေါင်းဆောင်တွေကိုပဲမွေးထုတ်တာမဟုတ်ဘူးကျမ်းစာကျောင်းများသည်ကဘာကိုဥဆောင်နေတဲ့အတန်းဝိုင်းကိုဥဆောင်နေတဲ့နေရာဒေသအသီးသီးမှာဥဆောင်နေသောခေါင်းဆောင်ကောင်းများကိုမွေးထုတ်သောကျောင်းလည်းဖြစ်ရမယ်ဆိုလိုတာကကျမ်းစာကျောင်းတက်ဖို့ဆိုတာဒီအမှုတော်ဆောင်လုပ်ဖို့အမှုတော်ဆောင်ဖို့ဆိုတဲ့လူတွေကိုပဲမွေးထုတ်မဲ့ပို့မဲ့ကျောင်းမဟုတ်ရဘူးလောကကိုအကျိုးပြုသောသူတိုင်းကျမ်းစာကျောင်းတက်တဲ့နေအဲ့ဒီသဘောတွေ့ရပါတယ်တတိယအချက်နောက်ဆုံးချက်ပေါ့ builds social cohesion and public service လူမှုရေးပိုင်းဆိုင်ရာပူးပေါင်းလှုပ်ဆောင်နိုင်သောအရေးအချင်းများကိုကျမ်းစာကျောင်းမှာသင်ကြားပို့ချပေးုံနဲ့မကဘဲနဲ့ public service လူမျိုးဘာသာမရွေးဒေသအသီးသီးလူအတိုင်းဝိုင်းအလွှာအသီးသီးဘာသာရေးအသီးသီးမှာဥဆောင်နိုင်တဲ့ခေါင်းဆောင်များဥဆောင်ခြင်းများကိုပါဝင်ဆက်ကပ်သောသူများကိုမွေးထုတ်ပေးသောနေရာဖြစ်တယ်။အဲဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့ကျမ်းစာကျောင်းမြကြီးနားစုံနဲ့ကျမ်းစာကျောင်းသည်အရင်တုန်းကတော့နယ်အောက်နောင်နှမ်းရဲ့အောက် sister schools အနေနဲ့ရှိနေတယ်။အခုကျွန်တော်တို့ ATM နှစ်တာစီစစ်ခြင်း process ပြီးသွားပြီနှစ်တာစီစစ်ခြင်းလှုပ်ဆောင်မှုလုပ်ငန်းဆောင်တာတွေပြီးသွားတဲ့နောက်မှာဒီကျောင်းတော်ကြီးသည်မြကြီးနား Baptist Mission School အနေနဲ့မဟုတ်တော့ကျွန်တော်တို့ ATM member ဖြစ်ဖို့အတွက်ကျွန်တော်တို့တွေဒီအနည်းဆုံးအဆင့်ဒီ bachelor 10တန်းအောင်အခုဆိုလို့ရှိရင်ကျွန်တော်2023ကနေစပြီးတော့မှစီမင်းစည်းကမ်းတွေပြောင်းပလိုက်တယ်10တန်းအောင်တစ်ခုတည်းနဲ့ကျွန်တော်တို့မရတော့ဘူး12တန်းအောင်တွေလည်းပါမယ် GED ဆင်းတွေလည်းပါမယ် IGCSE ပြီးတဲ့သူတွေလည်းပါမယ် Mission School ကဆင်းတဲ့သူလည်းပါမယ် Home School ကဆင်းတဲ့သူလည်းပါမယ် Private School ကဆင်းတဲ့သူလည်းပါမယ်ဘယ်အကြောင်းကပဲဆင်း10တန်းအရင်10တန်းအောင်လက်မှတ်အခု12တန်းအောင်လက်မှတ်အထက်တန်းကျောင်းလက်မှတ်နဲ့ညီမျှတဲ့လက်မှတ်ပြနိုင်သောသူများကို ATM member ဖြစ်တဲ့ကျောင်းတိုင်းကBTH ကိုတက်ခွင့်ပြုရမယ်ဆိုတဲ့သဘောတူညီချက်နဲ့ကျွန်တော်တို့ဆုံးဖြတ်ချက်တွေချခဲ့ပြီအဲ့တော့ဒီကျမ်းစာကျောင်းတွေလည်းပဲ school နေရာနေမဟုတ်တော့ဘဲနဲ့ college လားဒါမှမဟုတ်ရှင်ကျွန်တော်တို့ခရိယန်ရဲ့ sense မပြောက်ချင်ဘူးဆိုလို့ရှင် seminary မြကြီးနား Baptist Theological Seminary ဆိုတဲ့ပုံစံမျိုးနာမည်ပါကျွန်တော်တို့ကပြောင်းဖို့လိုအပ်လာဘာဖြစ်လို့လဲဆိုကျွန်တော်တို့ upgrade လုပ်လိုက်ပြီdiploma အဆင့်မဲ့မဟုတ်တော့ဘူး bachelor ဘွဲ့ပေးပြီနောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာဘွဲ့တွေထိပေးနိုင်မလဲ theology ဘွဲ့တွေမဟုတ်တော့ဘူး English လား computer လား social science လားဒီဘွဲ့တွေအထိပါတိုးပြီးတော့မှပေးနိုင်မဲ့အကြောင်းဖြစ်ဖို့ရည်ကျွန်တော်စူးစမ်းရမှာအားထုတ်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အကြောင်းအခုကတော့ကျမ်းစာအကြောင်းအနေနဲ့ရှိသေးတယ်နောက်ဆိုလို့ရှိရင်ဓမ္မ college လားဓမ္မတက္ကသိုလ်လားကျွန်တော်တို့ trustee EC trustee တွေကနေအစင်းစင်းကျွန်တော်တို့နာမည်ပြောင်းရမယ်အနေထားဘက်ကိုရောက်လာမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်အနေနဲ့ကျောင်းအုပ်ကြီးလက်ရှိအင်တမကျွန်တော်လေးစားရတဲ့ဆရာကြီးလာဂျာပေါ့ဒေါက်တာလာဂျာရဲ့စူးစမ်းအားထုတ်မှုအင်တမကြီးမြောက်ပါတယ်ဂုဏ်ယူပါတယ်ဆရာရဲ့စူးစမ်းအားထုတ်မှုနဲ့အတူဆရာနဲ့အတူတွဲဖက်လုပ်ကင်လျက်ရှိတဲ့အားကိုးရတဲ့သူရဲ့ faculty member စာချပုဂ္ဂိုလ်များအဖွဲ့အင်တမအားတောင်းတယ်ကျွန်တော်ကျောင်းဒီနှစ်ထဲမှာစစ်တာ9ကျောင်းမှာ4ကျောင်းစစ်ခဲ့ပြီးပြီတစ်ကျောင်းကတော့ကျွန်တော်စစ်ဖို့အစီအစဉ်တဲမှာ
criteria မပြည့်တဲ့အတွက်ကြောင့်ကျွန်တော်တို့နောက်နှစ်ကိုပြန်ရွှေ့ထားပါတယ်မနှစ်တုန်းကကျွန်တော်တို့3ချောင်းအောင်မြင်နဲ့စစ်ခဲ့ပြီးပြီအဲ့တော့မနှစ်က3ချောင်းစစ်ခဲ့ပြီးတဲ့နောက်မှာ38ချောင်းဖြစ်လာပါတယ်ဒီနှစ်5ချောင်းမှာ4ချောင်းထပ်စစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ချောင်းပေါင်းဒီ42ချောင်းဖြစ်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနှစ်မှာကျွန်တော်တို့ရဲ့ ATM member အနေနဲ့အသစ်ဆက်ပေါ့ပထမဦးဆုံးဒီ၄ချောင်းထဲမှာတစ်ချောင်းအနေနဲ့ပြန်ဝင်လာတဲ့ချောင်းဖြစ်တဲ့ဒီမြစ်ကြီးနား Baptist Mission School ပေါ့နောက်နှစ်ဆိုလို့ရှိရင်တော့နာမည်တစ်မျိုးပြန်ဖြစ်လာလိမ့်မယ်ပေါ့အဲ့တော့ဒီချောင်းကိုကျွန်တော်အနေနဲ့ဒီကျွန်တော်တို့ရဲ့အတိမတ်ပြုလက်မှတ်ကိုပေးချင်ပါတယ်ဆရာကြီးကျေးဇူးပြုပြီးတော့မှလက်ခံပေးစေချင်ပါတယ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်တယ်။ကျောင်းအတွက်ကိုတင်းခံပြီးတော့မှဒီဘာလို့ဘာကာယမမသိတဲ့ကာလာကြီးတဲမှာမရက်ပြီးတော့မှအားဖြည့်ပေးနေတဲ့ဇုံတွေကကျွန်တော်တို့အသင်းတော်များနောက်ဒီမှာရှိတဲ့ဂောပကလူကြီးများအသင်းအုပ်များတင်းသူအသင်းသားများအားလုံးကိုလည်းပဲဖျားရှင်တိုးပြီးတော့မှကောင်းကြီးပေးသလိုလုပ်ငန်းကိုင်ငန်းတွေလည်းပဲတိုးပြီးတော့မှအောင်မြင်ပါစေကြောင်းကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းပါတယ်အားလုံးပေါ်ဖျားရှင်ကောင်းကြီးပေးပါစေ